ဒီနေ့ကတော့ယထာစီးဖို့အတွက်လာပြီးလက်မှတ်လေးတွားလုပ်လိုက်ပါအောင်မယ်လာပြီးလက်မှတ်လုပ်ဖို့အတွက်မတွားပြစ်တာနဲ့အခုပိတ်ရက်နဲ့တိုက်ဆိုင်တော့တွားပြီးလုပ်လိုက်ပါအောင်မယ်ဒီလာပြီးလက်မှတ်ကိုလုပ်တဲ့နေရာမှာလာပြီးလက်မှတ်လုပ်တဲ့ဆက်ရှိတဲ့နေရာမှာပဲလုပ်လို့ရပါတယ်ကိုယ်တိုင်ကိုယ်ကြလုပ်ရှင်လည်းရပါတယ်မလုပ်ရှင်လည်းဝန်ထမ်းကိုပြောပြီးလုပ်ခိုင်းလည်းရပါတယ်အခုကတော့ကိုသွားမဲ့ဘူတာကနေပြီးတော့ဘယ်ဘူတာထိသွားမလဲဆိုတာကိုရွေးရမှာပါပြီးရင်ကိုစီးမဲ့ယထာလမ်းကြောင်းလည်းရွေးရပါမယ်အဲ့ဒါဒီမှန်ကန်မှလည်းစီးရတာအဆင်ပြေမှာပါယထာလမ်းကြောင်းကကိုကဒီကျွန်တော်ဆိုရင်ဟန်ကိုင်းလိုင်းကိုစီးမယ်ဆိုရင်ဟန်ကိုင်းလိုင်းမရပါတယ်ပြီးတော့လိုအပ်တဲ့အချက်လက်တွေကိုထည့်ရပါမယ်တစ်လဝယ်လို့ရတယ်နှစ်လစာဝယ်လို့ရတယ်သုံးလစာဝယ်လို့ရပါတယ်အဲ့အချက်လက်လေးတွေကိုတေချာလေးဖြည့်ပြီးကိုယ့်ရဲ့နာမည်လေးတွေပါတေချာမှန်ကန်အောင်ဆက်ပြီးဖြည့်ရပါမယ်နာမည်လေးတွေပါဖြည့်ပြီးမှန်တယ်ဆိုရင်ကိုယ့်ရဲ့မွေးတက်ကက်တွေဖုန်းနံပါတ်တို့စာတိုက်လိပ်စာတို့အဲ့ဒါလေးတွေကိုမှန်ကန်စွာဖြည့်ရပါမယ်ပြီးရင်ကိုစီးမဲ့ဘူတာကဘယ်ဘူတာကနေဘယ်ဘူတာအထိအဲ့ဒါလေးတွေကိုပါမှန်ကန်စွာရွေးသိရပါမယ်ပြီးရင်တော့ကြားတဲ့ငွေပမာဏလေးကိုထည့်ရပါမယ်ပုံမှန်တိုင်းတစ်လသာငွေကပုံမှန်လက်မှတ်ဆိုရင်1000ထက်မှရှိတယ်ဆိုရင်လာပြီးလက်မှတ်ဝယ်စီရင်ပုံမှန်ထက်9000ကျော်ပဲရှိမယ်အဲ့လိုပုံစံမျိုးပေါ့နော်စီးရတာတက်တာတယ်လို့ပြောလို့ရပါတယ်ဒီနေ့ကနေစပြီးကျွန်တော်စီးမှဖြစ်တဲ့ကြောင့်ယနေ့ယထာကိုသွားမဲ့နေရာလဲတိုက်ဆိုင်တဲ့အတွက်ကြောင့်စစီးလိုက်ပါတယ်ဒါမှလည်းတန်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လာပြီးလက်မှတ်လေးနဲ့ယထာကိုစီးလိုက်ပါတယ်ဒီယထာရဲ့သဘောတဘာဝကဘူဓာအစနဲ့ဘူဓာအဆုံးထိကိုလူကြီးဆိုရင်240ပဲရှိပါတယ်ဒါကတော့ယထာလိုင်းပေါ်မှာမူတည်ပြီးကွဲပြားခြားနားမှုရှိပါတယ်ကဲယထာစီးပြီးတော့ကိုသွားမဲ့နေရာလေးကိုသွားလိုက်ပါဦးမယ်ဒီနေ့တွေကတော့လာပြီးလက်မှတ်လေးလွတ်ဖြစ်သွားပါပြီဒါကတော့တစ်လစာပေါ့နော်တစ်လစာဖြစ်တဲ့အတွက်ကြောင့်ပုံမှန်တိုင်းလက်မှတ်နဲ့သွားမယ်ဆိုရင်1000ကျော်ကုန်မယ်ဆိုရင်လာပြီးလက်မှတ်နဲ့ဆိုရင်1000အောင်9000ကျော်ပဲ9666ပဲကုန်မှာဖြစ်တဲ့အတွက်ကြောင့်တော်တော်အဆင်ပြေပါတယ်